မင်္ဂလာပါရှင်မိတ်ဆွေရဲ့စုကနာမှာ Xiaomi ရဲ့ Google TV Global 2026 April version site အစုံရောက်ထားပါတယ်ရှင်43လက်မကနေစပြီးတော့ site အကြီး85လက်မထိရနိုင်ပါတယ်ရှင်ဈေးတိကျကိုတော့ TikTok ရဲ့ description နဲ့ comment လေးမှာမှတ်ပေးထားမှာပဲဖြစ်ပါတယ်ပစ္စည်း stock လည်းအများကြီးထားပေးထားပါတယ်ရှင်ဒါလေးက Xiaomi ရဲ့ April Global 43လက်မရုပ်ထွက်လေးဖြစ်ပါတယ်ရှင်3840 2160 4K resolution နဲ့ဥမှာအယောင်သွေးပို့ဆိုတဲ့ QLED display ဖြစ်ပါတယ် Google TV ဖြစ်တဲ့ကြောင့်မလို့ YouTube အဲ့ဒါစိတ်ပူစရာမလိုဘဲနဲ့တခြား Netflix Prime Video စတဲ့ application တွေကိုတိုက်ရိုက်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်MENC နဲ့ HDR template ဖြစ်ပြီးတော့ refresh rate က 60Hz ဖြစ်ပါတယ် speaker ဘိုင်းမှာတော့သူက12 watt နှလုံးပါတာဖြစ်ပါတယ်ရှင် Dolby Surround Sound System ဖြစ်ပါတယ်43လက်မကဈေးနှုန်း20သိန်းဝန်းကျင်ဖြစ်ပါတယ်ရှင် site ကလည်းအနေတော် site ဖြစ်တဲ့တော့ကြောင့်မလို့ဝင်တာလည်းမများသေးပါဘူးအိမ်သုံး entertainment ကြည့်ဖို့အတွက်အရန်ဆင်ပြေပါတယ်ရှင်နောက်ကျောဘက်မှာတော့ device port တွေအစုံပါပြီးတော့သူနဲ့ချိတ်ရမယ့်ကြိုးတွေတောက်တွေ net တွေပါပါမယ်နိုင်ငံကန် stand များလည်း site ဆောင်ရနိုင်ပါတယ်ရှင်ရုပ်ထွက်လေးတွေကိုကြည့်နေဆိုရင်တော့မိတ်ဆွေတွေစီကွန်နန်ဆိုင်လိပ်စာ130 minute ဟော်ဒီ903လမ်းကြားမှာလာရောက်ဝယ်ယူကြည့်ရှုနိုင်ပါပြီအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်